အပိုင်းတဲ့ Bloodwood တစ်တော်ရဲ့နှလုံးခုန်တန်ပုံမြင်လေးကိုဒီလိုစကြရအောင်တိတ်ဆိတ်ပြီးနှက်ဆိုင်လို့နဲ့ Blackwood တစ်တော်ကြီးတွေကို Elias ဆိုတဲ့လူသားလေးတစ်ယောက်ရောက်လာခဲ့တဲ့သူလျှောက်တော့လိုက်တဲ့ခြေလမ်းတိုင်းမှာလောကကြီးရဲ့အယောင်အသွေးတွေတဖြည်းဖြည်းမိမ့်မိန်ပျောက်ကွယ်သွားလို့လိုပါပဲအစာပိုင်းကစိမ့်ဆူနေတဲ့တစ်တော်အုပ်ကြီးဟာတဖြည်းဖြည်းနဲ့မီးသွေးရောင်လိုမဲနက်လာပြီးအယိုးချောက်တွေလိုဖြူဖြောဖြောအယောင်အဖြစ်ပြောင်းလဲသွားပါတော့တယ်Elias ကဒီတော့အုပ်ထဲမှာဘယ်ရောငါမစိုးကုစားနိုင်တယ်ဆိုရက် Lumen Orchid ဆိုတဲ့ပန်းလေးကိုလာရှာလာလေဒါပေမဲ့သူတွေးလိုက်ရတာကတော့ပန်းလေးမဟုတ်ပဲနားထဲမှာဥအုံနေတဲ့တိတ်ဆိတ်လွန်းတဲ့အခြေအနေတစ်ခုပါပဲရုတ်တရက်အဲ့ဒီတိတ်ဆိတ်ချင်းကြီးကျိုးပဲသွားတယ်အတန်ကြားလိုက်ရတာမဟုတ်ဘူးနော်ယာဒီဥရုကရေခဲလိုချက်ချင်းအေးဆက်သွားပြီးသူ့နှာခေါင်းထဲကထွက်လာတဲ့လေငွေ့လေးတွေတောင်နှင်းခဲမုံလေးတွေဖြစ်သွားရဲ့တယ်။အဲ့ဒီအချိန်မှာတဲ့တစ်ပေမြန်းမြန်းကြီးတွေဝိုင်းရံထားတဲ့ကွဲမြင့်ကျယ်လေးထဲမှာထိုင်နေတဲ့မိန်းကလေးတစ်ယောက်ကိုသူတွေ့လိုက်တယ်။သူမကအသက်20လောက်ပဲရှိဦးမယ်ပုံစံမှာတစ်တော်ရိတ်ကလေးနဲ့ရက်လွတ်ထားသလားထင်ရတဲ့ဂါဝန်ရှေကြီးကိုဝတ်ထားတယ်။ဒါပေမဲ့ Elias အနားကိုကတ်သွားလေသူ့စိတ်ထဲမှာကြောက်ရွံ့လာလေပါပဲ။ဘာလို့လဲဆိုတော့သူမရဲ့အသားရည်ကလူသားတွေလိုမဟုတ်ဘဲစစ်ကျင်ကြောက်တုံးလီလိုချောမွတ်ပြီးတောက်ပနေလို့လေ။ပြီးတော့တစ်ပင်ကြီးတွေကသူမကိုအမိပြုတ်ထားတာမဟုတ်ဘဲတစ်ကိုင်းကြီးတွေကသူမကိုချစ်ခင်လွန်းလို့ဖတ်ထားတယ်လို့မျိုးကွေးညွတ်နေကြတာကိုသူမခေါင်းလွှဲလာတဲ့အခါ Elias ခမအသက်ရှူတောင်ရက်မတတ်ဖြစ်သွားရတယ်။သူမလှုပ်ရှားလိုက်ကြကအယမ်းကိုညင်တာလွန်းနေပြီးတော့သူမရဲ့မျက်လုံးတွေကမျက်ခွန်းမရှိမျက်အုံးမရှိပဲစိမ့်ပြာရောင်မီးထောက်တွေဝိုင်းပတ်နေတဲ့ Galaxy တစ်ခုလိုဖြစ်နေတာလीမောင်ရှင်ကအယမ်းဆူညာနဲ့အရာလေးပဲလို့သူမကပြောလိုက်တယ်ထို့အတန်ဒီသူမ၏နှက်ခမ်းမှမထွက်ပဲ Elias ဖနက်အောက်ရှိမြေကြီးထဲမှာတုန်ခါလာပြီးသူ၏အယိုးသွင်းချွန့်ကြီးထဲသို့တဟုန်ဟွန်အတန်များနှင့်စိတ်ဝင်လာခဲ့သည်